တော်တော်လေးကိုမှဒီဇိုင်းအနေထားလေးလှတယ်ဒီဇိုင်းတော်တော်လေးကိုမှစမ်းတယ်ဒီကောင်လှတယ်ဘာလို့လဲဆိုရင်ကျွန်တော်ထင်းရှူးစီတွေပါတုံးတဲ့အချိန်အငွေ့ရိုက်တာပေါ့ဆိုသူ့အောက်မှာပါတဲ့ lens ကကျွန်တော်ကြာလာရင်တိတ်ကြည့်ရတာအဆင်မပြေတော့ဘူးပေါ့နော်တားမှုပိုင်းမှာကြိုဆိုပါတယ်ကျွန်တော်ဒီနေ့ scope လေးတစ်မျိုးနဲ့ကျွန်တော်မိတ်ဆက်ပေးမယ်ကျွန်တော်ရှိမှာ YCS တဲ့က 655S model လေးရောက်တာရှိတယ်ကျွန်တော်ရှိမှာ model အသစ်လေးရောက်တာပေါ့နော်ဒီ scope လေးပစ္စည်းလေးတွေရောက်ထားတာရှိတယ် scope ကတော်တော်လေးကိုမှမိုက်တယ်အရင်ဆုံးသူ့ရဲ့အယောင်ပြောရရင်ကျွန်တော်အနီနဲ့အနက်နဲ့ကြားထားတာတော်တော်ကိုမှသူ့ရဲ့ look က premium ဆန်တယ်ပြီးရင်နောက်တစ်ခုကကျွန်တော်ဒီစက်ပြင်ဆရာတွေရဲ့ service ခုံပေါ်မှာဒီ scope တင်ထားရဆိုလဲတော်တော်ကိုမှလှမဲ့ design မျိုးပေါ့နော် design တော်တော်လေးကိုမှမိုက်တယ်ဒီကျွန်တော်ကင်မရာတွေပဲ adjust လုပ်တဲ့ဟာဆိုလို့ရှိရင်လဲတော်တော်လေးကိုမှတခြားနဲ့မတူတော့ဘူးပေါ့နော်တော်တော်လေးကိုမှ design ကမိုက်တယ်ပြီးရင် weight တော်တော်လေးပါတယ် weight ကကျွန်တော်တို့တော်တော်လေး weight ပါတော့ဗာအဆင်ပြေဆိုကျွန်တော်စက်ခုံပေါ်တင်ထားကြမှာလွေလျားမှုမရှိတော့ဘူးဗောနော်စိတ်ချလက်ချတင်ထားလို့ရတယ် weight လေးလည်းတော်တော်လေးကိုမှစီးတယ်ပြီးရင်နောက်တစ်ခုကသူ့ရဲ့ lens ကကျွန်တော် 6.5x နဲ့ 58x ကိုမှကျွန်တော်တို့ continuous zoom ပါတော့လိုအပ်လို့ချိန်ပြီးတော့မှတုံးလို့ရတယ် lens တွေပါလေကျွန်တော်တို့ပြောင်းစရာမလိုတော့ဘူး lens တွေမကိုက်လို့ပြန်ချိန်တာတော့ဗာလို့လုံးစရာမလိုဘူးပြီးရင်သူ့ရဲ့ wide angle ကလည်းကျွန်တော် WF 100 HT ပါတဲ့ပုံမှာကျွန်တော်မြင်ကွင်းအရန်ကိုမှကျဲတယ်ပေါ့နော်တော်တော်လေးကိုမှအဆင်ပြေတယ်ဒီ scope လေးကဈေးနှုန်းလဲကျွန်တော်တို့10သိန်းကျော်တယ်ကျွန်တော်ဈေးနှုန်းလေးလဲပြောပြပေးမယ်ရောင်းမဲ့ဈေးနှုန်းလေးလဲပြောပြပေးမယ်ပြီးတော့နောက်တစ်ခုကကျွန်တော်ကင်မရာဘောက်လဲပါတယ်သူကဒီမှာကင်မရာဘောက်လဲပါတယ်ပုံမှာကျွန်တော်တို့ဒီ PC တို့ပြီးလို့ရှိရင်နောက်တစ်ခုက TV တို့ဘောက်နဲ့ join ပြီးတော့မှသုံးလို့အဆင်ပြေတယ်ကင်မရာဘောက်ပါတဲ့ပုံမှာကျွန်တော်ဒီမှန်ဘလူးနဲ့ကြည့်တဲ့အစားဒီ TV ဒီပိုင်းနဲ့ကြည့်ပြီးတော့သုံးရတာကျွန်တော်ပို့ပြီးတော့မှ service ဆရာကြီးတို့ပို့ပြီးတော့အဆင်ပြေတာပေါ့နော်ပြီးရင်နောက်တစ်ခုကြံသေးတယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ LED မီ LED မီကတော့ကျွန်တော်ဒီ digital နဲ့တော့digital တော့ဖြစ်သွားပြီကျွန်တော်ဒီ sensor နဲ့တော့မဟုတ်ဘူးဒီလိုရိုးရိုးခလုတ်လေးနဲ့ပဲဒါပေမဲ့သူ့မှာအားသာချက်တစ်ခုပါတယ်အားသာချက်ကဘာလဲဆိုသူ့ရဲ့ LED မီကတော်တော်လေးကိုမှကောင်းတယ်ကျွန်တော်တို့ဟိုအလင်းဖြာတဲ့ဘက်ကိုမသွားဘူးအလင်းမဖြာတဲ့အပေါ်မှာကျွန်တော်တို့ဒီ IC တိတိလေးတွေကြည့်တဲ့အချိန်တို့ဘာလို့ဆိုလို့ရှိရင်အလင်းပြန်မနေတော့ service ရာတွေ service လုပ်တဲ့အချိန်မှာတော်တော်လေးကိုမှအဆင်ပြေတာပေါ့နော်စိတ်နှောက်ယှက်မဖြစ်တော့ဘူးပြီးရင်နောက်တစ်ခုသူ့ထဲမှာအကြိုက်ဆုံးအရာပါလေဆိုရှင်ကျွန်တော်ဒါလေးကိုဖြုတ်ပြပေးမယ်ဒါလေးဖြုတ်ပြမယ်ဒါကျွန်တော်သူ့ရဲ့ LED မီးပေါ့နော်ဒါသူ့ရဲ့ LED မီးလုံးဝစိတ်လေးတွေပဲ LED မီးလေးကဒီမှာပေါ့နော်သူ့ရဲ့ lens ကိုမှကာဗာလုပ်တဲ့ဟာလေးဒါလေးကကျွန်တော်တောင် scope တွေထဲမှာတိတ်ပြီးတော့ပါလေးမရှိဘူးဒီဥစ္စာလေးကအဲ့တော့ကျွန်တော်တို့ကဘာလုပ်ရလဲဆိုရင်ဒီ lens မပါဘူးဆိုရင်ကျွန်တော်တို့ကဒီမီးကိုပြန်ပြောင်းတာပေါ့နော်မီးမှာမှကျွန်တော်ဒီကာဗာပါတဲ့ဟာလေးထည့်ပြီးတော့ပြန်သုံးရတယ်ဘာလို့လဲဆိုရင်ကျွန်တော်ထင်းရှူးစီတွေပါတုံးတဲ့အချိန်အငွေ့ရိုက်တာပေါ့ဆိုသူ့အောက်မှာပါတဲ့ lens ကကျွန်တော်ကြာလာရင်တိတ်ကြည့်ရတာအဆင်မပြေတော့ဘူးပေါ့နော်ဟိုကျွန်တော်တုတ်လိုက်တာတို့ပေလို့တုတ်လိုက်တာတော့ဆိုပူဆိုးသွားပါဗောအဲ့ချိန်ကြလို့ရှိရင်အဲ့တော့ဒီလိုကာဗာလေးတွေပါတော့တော်တော်လေးကိုမှအဆင်ပြေတယ်ဒီသူ့ရဲ့ LED မီးလဲချင်းစရာမလိုတော့ဘူးသူ့ကာဗာလေးနဲ့သူဆိုတော့ကျွန်တော်ရေရှည်သုံးရတာအဆင်ပြေတယ်ဈေးနှုန်းလေးကိုကျွန်တော်ပြောပြလိုက်မယ်ကျွန်တော်တို့ဒီဥစ္စာကကျွန်တော် Star Set ပြဘက်မှာလက်ရှိရောင်းပေးတဲ့ဈေးက12သိန်း2000နဲ့ကျွန်တော်တို့ရောင်းပေးတယ်လိုအပ်တယ်ဆိုလို့ရှိရင်ကျွန်တော် Star Set ပြဘက်ဖုန်းနံပါတ်ဖြစ်တဲ့096065ခွန် Viber မှာဆက်သွယ်ပြီးတော့ဝယ်ယူလို့ရပါတယ်တော်တော်လေးကိုမှဒီဇိုင်းအနေထားလေးလှတယ်ဒီဇိုင်းတော်တော်လေးကိုမှစမ်းတယ်ဒီကောင်လေးလိုအပ်တယ်ဆိုရင်ကျောင်းဆိုင်မှာပစ္စည်းလေးဝယ်ယူလို့ရတယ်ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြတော့အားလုံးကိုကျေးဇူးတင်ပါတယ်